င်္ဂလာပါတဲလေးတို့ရေထမင်းစားမယ်ရှင်ကပိထောင်းနဲ့ညီရဲပြီးတော့နေထားတယ်နော်တဲလေးတို့နော်ဒီကတော့မြူနဲ့ဘူးနဲ့ချို့စားပါတယ်သူစီလာတော့မင်းတို့ကွာပါမယ်ဒီနေ့ဝဲပါမယ်မုံကြီးပွေးပါမယ်ဒီလာပါမယ်တဲလေးတို့အကြတော့မမကမခေါ်တာတယ်ဒီမှာရွေးနေပြီဒီချင်းမမဘူးအမပါဝမ်းရတယ်တော့ဘယ်လိုလဲခင်တော့အခုတော့လည်းမမရဘူးနေအန်နော်ဘူးတော့အနေကြီးကအပါကြီးကအဲ့ရနဲ့တခဲကအာဒီကောင်အဲ့ရနဲ့မဲခေတတာတော့အန်ဒီတခဲတော့ဒီမှာခင်းနေစီတဲ့နားလေးမစားဘူးတဲ့နားလေးခရမ်းကြီးဘူးနဲ့ချက်ထားတယ်မစားဘူးအပြစ်တော့ဒီရဲ့နဲ့ပါပြီးတော့အကျော်လေးနဲ့ခင်းနေအကျန်းမမရလက်ပြထောင်တော့ပဲနော်ဆက်တော့ပါရှိပါပြီးတော့ခင်းနေအလုံးနဲ့လုံးလိုက်ပါတော့ဒီကြားပြီးတော့ဒီနဲ့ချောင်းလိုက်ရောပြီးတော့ကြော်ထားရဦးလို့ပြီကောင်းလိုက်တာစီကအရင်ကြိုက်ရှယ်안돼 안돼 괜찮다မပမယ်ဖြစ်6ရက်ရည်နွေးအမေရဲ့ဒီတူရဲ့ကိုရတယ်အမေရဲ့စကဲထောင်းချက်ဒူတဲ့ဆလာတဲ့ဝီတဆာ